သက်ယုံပို့တော့မယ်သမီးနွားလေးကပျော်ပြီးရီးနေတယ်ပို့တာရီးမလားဆိုင်နေကနားမလည်ဘူးလေသမီးလေးကိုနှစ်သက်ယုံပို့တော့မယ်သမီးနွားလေးကသဘောလေးကြခက်နဲ့ရီးနေတယ်ငါ့ကိုသူ့နှစ်သက်ယုံပို့မှသူ့မှမသိရှာပါလားအေးဖို့လေးငါ့ကိုပြန်ကြိုက်ခဲ့တာလားသပင်မိုးလေးတွေတက်ပြီးတော့အဲ့တော့သမီးလို့နွားဝယ်တဲ့ကိုတယုံကြီးလာတော့မယ်သမီးနွားဝယ်တဲ့တယုံကြီးလာတော့မယ်နွားဝယ်တဲ့တယုံကြီးကရောက်ရှိလို့လာပါပြီတေချာကြည့်တယုံကြီးကစကားပြောတယ်ဟေးရှစ်ဖို့ကျုံချေတာကျုံကြောင်ကျုံတော့ဖိနေဖိနေဝီခိနာပတော်ကိခေါ်လာဟေးဟေးရ几日归总开归总收总归收总归几日归总开归总收总归收总归ဘာပြောတာ总归是推开到顺水口顺水口哦总归呢度推开到အဲ့တော့ဟေးဝဝယ်မယ်ငါပြပါနဲ့ဝကိုပြလက်မျိုးထိုးပြလိုက်တယ်နွားတခင်ကိုသူပဲအော်နောက်ချအသားလေးဟုတ်ပြီအဲ့တော့ကျုံတော့ဝယ်မယ်ကဲပါမလဲတော့ဝယ်မယ်ကျိုးပါမလဲကျိုးတခါတည်းမရှိလာဘူးလားဟမ်အော်ကျိုးခုမှကျိုးလာမမနဲ့အေးတော့တခါတည်းမလောက်ဆောင်နော်နောက်ကျိုးချစ်ပဲနောက်ကျိုးချစ်ပြီတော့ချီဟာနောက်ကြလိုက်တာဟေးဟုတ်ပြီဟင်တန်ငါ့ကိုဘယ်ကိုခေါ်သွားမို့လဲနွားကြီးကမသိရှာဘူးရွှေဝဲလာမိဘပြည်သူများဒီနွားကြီးကိုနှစ်သက်ရုံကိုဒီလိုစားပြီးတော့ခေါ်သွားပါတယ်တာတဲ့ကိုတို့မယုံမေးတာမဟုတ်လေမယုံမေးနေတာမဟုတ်လေမတားလေးနမနေရမယုံနဲ့ဟိုမှာတခင်သိတော့မယ်ဟဲ့တချင်းနဲ့မဟုတ်အော်နေရောမနေဆွဲပြီးအခုချိန်ကြီးအမှုမပြေသေးဘူးဟုတ်လေငါမရောရင်ငါ့ကိုသူခေါ်သွားမှာလေဟဲ့နေကိုခေါ်မှာပြိတ္တကနေတနာမှာလေဟာမဆိုင်ဘူးလေအာမပြိတ္တကနေဝတနာမှာလေသူဟဲ့မဆိုင်ဘူးလေတာတော့ကုန်းသူမယုံမဲညင်တော်သူညင်တတနေလိုက်သွားပြီးရောနော်အမေရွှေဘဲလာမိဘပြည်သူများရှင်နဲ့ဆရာဇလန်းလေးကိုတိချကြည့်ပါတာတော့ကုန်းကိုဒီလိုခေါ်သွားပါပြီခင်ဗျာတာတော့ကုန်းသူမယုံမဲနေတာမယုံမဲနေတာမယုံမဲမယုံတယ်လို့အော်တေတော့တကိတကျိုးအော်နေရတဲ့တက်ချင်နေတာမရရင်လွတ်ပေးလိုက်လေလက်တွေကျိုးကုန်မှာပေါ့နေရလည်းမရရင်လွတ်စွတ်မယုံနဲ့လေမตายရဲ့ဟဲ့နင်တို့နှစ်ယောက်တည်းဘယ်လိုတတ်မှာလဲဟမ်နင်ကသူ့တတ်ဖို့လားမယုံနဲ့